ကိုစင်တစ်ခုမြောက်သောစာလံပိုင်းငယ်73ကနေ14ထာဝရဘုရား၏အိမ်တော်၌စိုက်ပျိုးသောသူတို့သည်ငါတို့ဘုရားသခင်၏တတိုင်းတော်တွင်ပွင့်လန်းကြလိမ့်မည်အသက်ကြီးသောကာလတွင်ပင်အသီးကိုသီး၍ကျွယ်ဝစိမ်လန်းကြလိမ့်မည်ကျွန်တော်တို့ရဲ့မျိုးစေ့ကျွန်တော်တို့ရဲ့ဘဝမျိုးစေ့ကိုထာဝရဘုရားရဲ့အိမ်တော်မှာကျွန်တော်တို့စိုက်ပျိုးရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာစိုက်တဲ့အတိုင်းတစ်နေ့ပြန်ရှင်းရပါလိမ့်မယ်။နောက်ဆုံးကြည့်ပါWhat the cool got they do there တချို့ကပြောတော့ခုံးဝေးလို့ပဲ What the cool တွေနှုတ်ဆက်အချိန်ရဲ့ယုံလာရင်လေကိုယ်မပြတ်နဲ့ကိုယ်ဆိုင်တဲ့တိုင်းတော့ရှိရမှာပဲဒါကိုသိနေမမေးလိုက်နဲ့ကိုသူစီကဲကိုမတော့ကိုဒါလေးပြီးဆုံးဖြစ်မယ်ယုံကြည်သူတွေတော့လေးနဲ့မဝအသက်တာဟောရအသက်ရှင်ခြင်းပါကျွန်တော်ဆိုပြခြင်းနဲ့ချီးမွမ်းခြင်းနဲ့တခြင်းလေးတစ်ခုရှိပါတယ်အဲ့ဒီတခြင်းလေးနာမည်ကတော့သင်အတွက်သူဖြစ်ပါတယ်ကျွန်တော်တို့အရောက်စီတိုင်းအတွက်သူဟာကျွန်တော်တို့အသက်တာအစနဲ့အဆုံးတာဝန်ယူထားတဲ့သူဟာကျွန်တော်တို့ရဲ့ထာဝရအသက်ရဖို့သူစီမံထားပေးပြီးဖြစ်ပါတယ်သူအသက်နဲ့လဲပြီးတော့ကျွန်တော်တို့ရဲ့အပြစ်ထဲကနေပြီးတော့ကဲတင်တယ်လွတ်မြောက်ဖို့ပြီးတော့ကျွန်တော်တို့ရဲ့ထာဝရအသက်ကိုရဖို့အတွက်သူအသက်ကိုပြီးသွားပါတယ်သူအပြစ်ကျွန်တော်တို့ကထာဝရအသက်ကိုချမ်းသာဖြစ်ပါတယ်ကျွန်တော်တို့လက်ကမှာတစ်ခုပဲကျွန်တော်တို့ချမ်းသာအောင်ရှာဖွေနေဖို့မလိုဘူးကျွန်တော်တို့သူ့ကိုအများကြီးတူနေဖို့မလိုဘူးလောကအရာတွေနဲ့ပတ်သက်ပြီးတော့တစ်ခုပဲကျွန်တော်တို့လောက်ရမှာဟာသူ့ကိုအကျွေးမဲ့ရှောင်းပါကျွန်တော်တို့လောက်မယ်တော့တစ်ခုပါပဲအဲ့ဒါဘာလဲသူ့ကိုအကျွေးမဲ့ဟာလေလုယာဟာလေလုယာတင်းဒီရေကိုရှောက်သွားသောအခါတင်းတဲ့တူငါရှိမြေတို့ကိုရှောက်သွားသောအခါမနစ်မွန်ရမိကိုချင်းနေသောအခါမလောင်ရမိရှံလည်းမညီရသူ့ရဲ့လူမျိုးတော်တွေအတွက်ဘုရားဟာသူ့ရဲ့သားသမီးတွေအတွက်ဟေရှာယအနာဂတ်ကျမ်းမှာပရောဖက်ပြုခဲ့ခဲ့ပါတယ်ရေကိုရှောက်သွားသောအခါမနစ်မွန်ရကျွန်တော်တို့လူမျိုးတော်တွေဣသရေလလူမျိုးတွေကိုမောရှေဥဆောင်ပြီးအေဂိုဒိုပီကခေါ်ထုတ်လာတဲ့အခါပင်လယ်နီကိုဖြတ်ခဲ့ရပါတယ်ပင်လယ်ကြီးတော့ရိုးရိုးချောင်းမဟုတ်ဘူးဒီလိုမျိုးအင်းကြီးမဟုတ်ဘူးအဲ့ဒီပင်လယ်နီကိုသူ့လူမျိုးတော်တွေဘယ်လိုဖြတ်လာလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ပါအဲ့ဒါဟာပုံပြင်မဟုတ်ပါဘူးကျွန်တော်တို့ဒီဒံယေလနဲ့အပေါင်းဖော်တွေဒံယေလနဲ့အပေါင်းဖော်တွေဒံယေလကတော့ခြေသစ်တွေနဲ့ခြာကန်ထိတယ်သူ့ရဲ့အပေါင်းဖော်တွေမီးတွေကိုခြာကန်ထိတယ်မီးတွေကိုဒါပေမဲ့ပြောဖက်ရှာယကြီးပြောဖက်ပြုခဲ့တဲ့အတိုင်းပဲစပင်တမြင်တော်မှမီးမလောင်ဘူးခြေသစ်ဒံယေလကိုလုံးဝတော့မစမဟနိုင်ဘူးခြေသစ်နှုတ်ကိုပိတ်ပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလူတွေဟာဖယားရဲ့သားသမီးတွေဖြစ်တယ်။ကျွန်တော်တို့ကဖယားသားသမီးဆိုရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှုစရာမလိုပါဘူး။လောကကြီးရဲ့အခြေအနေတွေဘယ်လိုပဲရှိရှိယုံကြည်သူဖယားသားသမီးဖြစ်တဲ့အတွက်ကျွန်တော်တို့အားလုံးဟာဘယ်လိုအခြေအနေမျိုးမှာဆိုရင်ဘယ်လိုအခြေအနေမျိုးနဲ့တွေ့ဘယ်လိုအခက်အခဲဆိုရင်ထိလေးစားနဲ့တွေ့သူများတွေလန့်ချင်လန့်ပါစေကျွန်တော်တို့ကအေးဆေးပါပဲကျွန်တော်တို့ကအေးဆေးပါပဲယုံကြည်သူတွေကျွန်တော်မေးချင်တယ်ကျွန်တော်တို့ဘာဖြစ်လဲ
ဘာဖြစ်လို့အေးစင်ဖြစ်နေတာလဲဆိုရင်ဖယားရဲ့သားသမီးတွေဖြစ်လို့ပါဖယားရဲ့သားသမီးဖြစ်တော့ဘာဖြစ်လဲအေးစေးပါပဲကျေးဇူးတင်ပါတယ်တော်လျင်ကြီးကိုတောင်းဝိုင်းနိုင်ပြီးတော့ရေပါလေစပစ်ရေဖြစ်ပြီးအချင်းတော်တွင်တော့ပေါ်လူတို့ချစ်ဆိုသည်အတူတူဆိုမယ် Hey ဘာတူလဲ Hey Young gon' get that free. Young gon' on is you. MC John do. She gon' quit all they went who them yeah. Show none. Not a go to me. She we boom na ma pin. Nga ye ma wa ne ma le na e bu. We boom na pin dai. Nga ye chit ne ya na. မန္တလာမြေကသူတွေဘာဖြစ်လဲဒီရဲ့ကျုံးကသူတွေကတော့ဒီရဲ့ကျုံးသားနဲ့ယူပလိုက်ပေါ့စီတောင်းအစိုးရတန်တမာညာကောင်းစားကြည့်တယ်ဘောဘူးတယ်ဆိုတော့ဒီတန်တမာညာအကောင်းစားကြည့်တယ်ညာအစိုးရHey!